မိန်းကလေးကိုအင်္ဂလိပ်ဘာသာဖြင့်မည်သို့ပြောပါသလဲ child, girl, woman, boy,မှန်ကန်တဲ့ဖြေတွေးကတော့ရွေးချယ်မှုကောင်လေးကိုအင်္ဂလိပ်ဘာသာဖြင့်မည်သို့ပြောပါသလဲ man, girl, boy, child. မှန်ကန်တဲ့ဖြေတွေးကတော့ရွေးချယ်မှု boy